ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဒါဒီအိမ်လေးလဲပြီးပါတော့မယ်အိမ်လေးကတော့တကယ်ကိုလှလှလေးနေပေါ့နော်ဒီမှာကြောက်ပြားတွေလဲကပ်ပြီးထားတယ်မျက်နှာစာမှာလဲဝရဏာလေးလဲပါတယ်အိမ်ရှိဒါမြေဖို့စပေးရလဲကားပါကင်စပေးပေါ့နော်ကားပါကင်စပေးရလဲကား3စီးလောက်ကတော့အေးအေးဆေးဆေးထိုးလို့ရတဲ့အနေထားလေးရှိတယ်ဒီဘက်မှာရေကူးကန်လေးရောပါပါမယ်ဒါရေကူးကန်ကိုထီးလေးတက်နေတာပေါ့နော်အုတ်တိုင်းတန်ပန်းလေးတွေလည်းဖိုင်နေဝင်နေပါပြီဒါပြီးပါတော့မယ်ဒီအိမ်လေးကရေကူးကန်အမိုးလေးကလည်းတော်လေးလာနော်တော်တော်ကြီးရနော်ထီးကအိမ်လေးကလည်းဟိုင်းမြင့်မြင့်လေးနဲ့စောက်ပေးထားပါတယ်ဒီအိမ်ရှိမှလည်းပလန့်ပေါက်လေးတွေရောပေါ့နော်ဒီမဲ့ဒါအိမ်ရှိဝရဏာဖြစ်ပါတယ်ဝရဏာလည်းတော်လေးကျယ်ပါတယ်ခင်ဗျဒါဆိုရင်9ပေလောက်ကျယ်ပါတယ်အိမ်လေးတွေကိုဝင်လိုက်တာနဲ့ဒါ living room ဖြစ်ပါတယ်ဒီမှာဘားကောင်တာလေးတွေနဲ့အောက်ကတော့ဒါငါးကန်လေးပေါ့နော်ငါးကန်လေးထည့်ပေးထားတယ်ဒါအခုမြင်းနေရတဲ့အခန်းလေးကတော့ဒါဖျားကန်းဖြစ်ပါတယ်ဒီမဲ့ဒါဖျားကန်းလေးပေါ့နော်စီလင်လေးတွေလည်းလှတယ်ဒါအောက်ကတော့ကျွန်တော်တို့ဒါဖျားခန်းထဲမှာဆိုရင်ဘာကိခင်းပေးထားတယ်ဒီ living room မှာတော့ကျွန်တော်တို့ဒါကြွေပြားအပြည့်ခင်းထားပါတယ်ခင်ဗျာဒီမှာစီလင် high လေးတော်တော်လေးမြင့်တယ်ဒါဟောတွေမှာလည်းဒီလိုမျိုးကောနစ်ချောင်းလေးတွေကပ်ပြီးတော့တော်တော်လေးကို classic design လေးဖော်ထားတဲ့အိမ်လေးဖြစ်ပါတယ်ဒါဒီအိမ်ထဲမှာဆိုရင်ကျွန်တော်တို့ master bedroom နှစ်ခန်းပါမယ် single bedroom တစ်ခန်းပါပါမယ်ဒါတော့ master bedroom လေးပါဒါအိမ်ရှိမျက်နှာစာကိုလည်းလမ်းမြင်တယ်ဒါရေချိုးကန်းအိမ်သားတွေလည်းတော်တော်လေးကျယ်တယ်ဒီမဲ့12ပေလောက်ကျယ်ပါတယ်9ပေ12ပေလောက်ကျယ်မယ်နောက်ထပ်အခန်းလေးတွေလည်းထပ်ပြပြီးတော့နော်ဒီမှာလည်းဒါ master bedroom ဖြစ်တယ်ဒီ master bedroom လည်းဒါဆိုဒါ10ပေ17ပေလောက်ရှိမယ်ဒါရေချိုးခန်းအိမ်သားပေါ့နော်ဒီရေချိုးခန်းမှာတော့ကျွန်တော်တို့ဒါဘတ်တက်လေးတွေပါထည့်ပေးထားတယ်ဒီမှာဆာဝါလေးတွေရောပေါ့နော်တော်တော်လေးကျယ်ပါတယ်ဒီရေချိုးခန်းဆိုရင်ဒါ6ပေ12ပေလောက်ကျယ်မယ်ဗျနော်6ပေ12ပေလောက်ကျယ်မယ်ဆာဝါကြီးတွေလည်းတော်တော်လေးဘေးစင်တွေလည်းတော်တော်လေးကောင်းပါတယ်ဒါဘေးစင်တော်တော်လေးကြီးရယ်ပေါ့နော်တက်ပေးထားဘေးစင်ကြီးတွေဆိုလဲနောက်ထပ်ကျွန်တော်တို့ဒီဘက်မှာဒါလေးကတော့ single bedroom လေးဖြစ်ပါတယ်ဒါ single bedroom လေးပေါ့နော်ဒါလေးကတော့ကျွန်တော်တို့ dining and kitchen room လေးဖြစ်ပါတယ်ဒါ kitchen room ပေါ့နော်ဒီမှာ kitchen room ဒီမှာပုံရေချိုးခန်းအိမ်သာပါပါမယ်ခင်ဗျဒီအိမ်လေးကအရန်ချစ်စရာကောင်းပြီးတော့အိတ်ခန်းကလည်းဒါ master bedroom နှစ်ခန်း single bedroom တစ်ခန်းနဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့အိမ်လေးဖြစ်တယ်ခုလိုမျိုး mini pool လေးတွေရောဒါထည့်သွင်းဖန်တီးထားတဲ့အိမ်လေးဖြစ်ပါတယ်ခင်ဗျာဒီအိမ်လေးရဲ့တီနေရာဒါပြုံးလင်မြို့ရဲ့အောင်ချမ်းသာဒါမန္တလေးကကျွန်တော်မိတ်ဆွေတွေအရန်ကြိုက်ကြတဲ့အောင်ချမ်းသာကျေးရွာမှာတည်ရှိပြီးတော့ဒါလူနေထိုင်ခွင့်ကြထားတဲ့ကျွန်တော်တို့ဒါမြေအမျိုးအစားပေါ်မှာတည်ဆောက်ထားတဲ့အိမ်လေးဖြစ်တယ်ဒါမြေအကျယ်အားဖြင့်ကတော့ပေ40 60ရှိမယ်အိမ်ရဲ့အကျယ်ဝန်းကတော့ square feet 1188ပေရှိပါတယ်ခင်ဗျာဟုတ်ကဲ့ high မြင့် quality ကောင်း big quality ကောင်းနဲ့ဒါလက်ရကောင်းတီဆောက်ထားတဲ့အိမ်လေးဖြစ်တယ်ကားပါကင်အနေနဲ့ကလည်းကား3စီးလောက်ရက်လို့ရတဲ့အနေထားလေးရှိတယ်ဒါရေမီးအစုံလင်နဲ့လက်တင်ကျွန်တော်မိတ်ဆွေတွေနေထိုင်လို့ရမယ်အိမ်လေးဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဒီအိမ်လေးကိုကျွန်တော်တို့ကျပ်သိန်း4800ညှိနှိုင်းဈေးလေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေတွေစိတ်ဝင်စားရင်တော့ဒါကျွန်တော်ရဲ့ဖုန်းနံပါတ်399665 98648ကိုဆက်သွယ်လို့ရပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ